မင်္ဂလာပါအားလုံးကိုဒီရှင်းလင်းကြည့်ပြမှုခင်းကြိုးကြပါတယ်ဒီနေ့မှာတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာကိုယ့်ရဲ့အတွေ့အခေါ်တွေကိုပို့ပြီးတော့တဘာဝကြကြချိတ်ဆက်ပြောဆိုနိုင်စေမယ်ရိုးရှင်းပေမဲ့အသုံးဝင်တဲ့ so that pattern ကြောင်းကိုအတူတူလေ့လာသွားကြမှာပါကဲအစဉ်ဖြစ်ဖြစ်နဲ့စလိုက်ကြရအောင်ဒီနေ့ဘာတွေလေ့လာသွားမလဲဆိုတာကိုအရင်အမြန်ကြည့်လိုက်ကြရအောင်နော်ပထမဆုံးပြဿနာလေးတစ်ခုကိုယဉ်ကြည့်မယ်ပြီးရင်သူ့ရဲ့အဖြစ်ဖြစ်တဲ့ so that ကိုလေ့လာပါမယ်အဲဒီနောက် adjective တွေ adverb တွေနဲ့ဘယ်လိုသုံးရမလဲဆိုတာကိုဥပမာတွေနဲ့တကွလေ့လာမယ်ပြီးတော့အရေးကြီးတဲ့မှတ်ချက်လေးတွေနဲ့အနည်းချုပ်ကိုပါဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီပထမဆုံးအပိုင်းအနေနဲ့ပြဿနာတစ်ခုကိုအရင်ကြည့်ကြမယ်ဒါကဘာလဲဆိုတော့လေစကားပြောဆိုဆက်ဆံတဲ့ခါမှာအများစုကြုံတွေ့ရလေရှိတဲ့အခက်အခဲလေးတစ်ခုကိုယင်မိမောင်းထုတ်ပြချင်လို့ပါအကြောင်းရင်းတစ်ခုနဲ့အဲ့ဒီအကြောင်းရင်းကြောင့်ဖြစ်လာတဲ့ရက်လက်တစ်ခုကိုဝါကြတစ်ကြောင်းထဲမှာပဲချောချောမွေ့မွေ့ဖြစ်အောင်ဘယ်လိုများချိဆက်ပြောနိုင်မလဲဒီမိကုန်းလေးကိုအရင်ဆုံးစဉ်းစားကြည့်ကြည့်အောင်ဥပမာဒီဝါကြအနှံကြောင်းကိုကြည့်လိုက်ပါ The test was very difficult only 2 students passed စာမေးပွဲကအရန်ခက်တဲ့ကျောင်းသား2ယောက်ပဲအောင်တယ်ဒီဝါကြတွေကမှန်တော့မှန်တယ်ဒါပေမဲ့ဝါကြနှစ်ကြောင်းကတိကျစီဖြစ်နေအကြောင်းရင်းဖြစ်တဲ့စာမေးပွဲခက်တာနဲ့ရလက်ဖြစ်တဲ့ကျောင်းသားနည်းနည်းပဲအောင်တာကိုချိတ်ဆက်ဖို့ပို့ပြီးတော့တစ်သက်လာပါတဲ့နီလန်တစ်ခုရှိပါတယ်ဟုတ်ကဲ့အဲ့ဒီအတွက်အဖြေကတော့ရှင်းရှင်းလေးပါပဲအဲ့ဒါကတော့ so that ဆိုတဲ့ structure လေးကိုသုံးလိုက်ရုံပါပဲ so that ရဲ့အဓိကရည်ရွယ်ချက်ကတော့အကြောင်းတရားတစ်ခုနဲ့အဲ့ဒီအကြောင်းတရားကြောင့်ဖြစ်လာတဲ့အကျိုးဆက်တစ်ခုကိုချိတ်ဆက်ပြဖို့ပါပဲဆိုလိုတာကတစ်ခုခုကဘလောက်တောင်ဖြစ်တယ်လဲဆိုရင်နောက်တစ်ခုဖြစ်သွားတယ်ဆိုတာကိုရှင်းပြတဲ့နေရာမှာတုံးတာပေါ့သူ့ရဲ့ formula ကအရင်ရှင်းပါတယ် subject နဲ့ verb ပြီးရင် so ကိုထည့်မယ်သူ့နောက်ကနေ adjective ဒါမှမဟုတ် adverb တစ်ခုခုကိုထည့်မယ်ပြီးတော့မှ that နဲ့ရလာကိုပြတဲ့ဝါကြတစ်ပိုင်းကိုဆက်ထည့်ပေးရမှာပါမြန်မာလို့ဆိုရင်တော့အရန်လွန်းလို့ဖြစ်သွားတယ်ဆိုတဲ့ဒီပဲမျိုးနဲ့တော်တော်လေးဆင်တူပါတယ်ကဲပထမဆုံးအဓိကအထုံးတစ်ခုဖြစ်တဲ့ adjective တွေနဲ့တွဲထုံးတဲ့ပုံစံကိုလေ့လာကြည့်ကြရအောင်ဒါကတော့အရေးအသွေးတွေကိုပေါ်ပြတဲ့နေရာမှာအထူးကထုံးတာပါဒီအိုမာလေးကိုဇလန်းလေးလို့မြင်အောင်ကြည့်ရအောင်နော်လက်ဖက်တစ်ခွာဖြောလိုက်တယ်ဒါပေမဲ့ the tea is so hot that I cannot drink it yet လက်ဖက်ကရမ်းပူလုံးလို့ခုထိမတောက်နိုင်တွေ့ဘူးဒီမှာဆိုရင် hot ဆိုတဲ့ adjective ကိုသုံးထားတာတွေ့ရမှာပါဒီမှာအဲ့ဒီဝါကြကိုခွဲကြည့်လိုက်အောင်အကြောင်းရင်းက the tea is so hot to be အဲ့ဒီအတွက်အကျိုးဆက်ကတော့ I cannot drink it yet ဖြစ်ပါတယ်ဒီလိုခွဲကြည့်လိုက်တော့အကြောင်းနဲ့အကျိုးကပိုပြီးရှင်းရှင်းလင်းလင်းမြင်သွားတာပေါ့နောက်ဥမာတစ်ခုတငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်တဲ့အဖြစ်အပျက်လေးတစ်ခုကိုစဉ်းစားကြည့်ပါဒါပေမဲ့ရုပ်ရှင်ကတော်တော်လေးကိုမကောင်းဘူးအဲ့ဒီတော့ဘာဖြစ်သွားလဲဆိုတော့ the movie was so boring that we left the cinema early ရုပ်ရှင်ကအရန်ပြင်းစရာကောင်းလို့ရုပ်ရှင်ယုံတွေကနေစောစောထွက်လာခဲ့ကြတယ်ဒါကိုလေအကြောင်းနဲ့အကျိုးခွဲကြည့်လိုက်ရင်အကြောင်းရင်းက the movie was so boring ဖြစ်ပြီးအကျိုးဆက်ကတော့ we left the cinema early ဖြစ်တာကိုတွေ့ရမှာပါဒီဖွဲ့စည်းပုံကအကြောင်းနဲ့အကျိုးကိုပိုပြီးခိုင်မာသွားစေပါတယ်အခု adjective နဲ့သုံးတာကိုနားလည်သွားပြီဆိုတော့ဒုတိယအဓိကအသုံးချတဲ့ adverb တွေနဲ့တွဲသုံးတဲ့ပုံစံကိုဆက်ကြည့်ကြရအောင်ဒါကတော့အပြုတ်အမူတွေကိုဖော်ပြတဲ့နေရာမှာသုံးတာပါဒီကတော့တချင်းကအရင်ကြဲကြဲဖွင့်တဲ့အဖြစ်လေးတစ်ခုကိုစဉ်းစားကြည့်ပါ He played the music so loudly that the neighbors complained သူကတချင်းကိုအရင်ကြဲကြဲဖွင့်လွန်းလို့အင်းနီနာချင်းတွေလာပြောကြရတဲ့အထိပဲဒီမှာတော့အပြုတ်အမူကိုဖော်ပြတဲ့ adverb loudly ကိုသုံးထားပါတယ်ဒီဝါကြကိုခွဲချမ်းစိတ်ဖျားကြည့်ရင်လည်းအတူတူပါပဲအကြောင်းရင်းကတချင်းကိုအကျယ်ကြီးဖွင့်တာ He played the music so loudly ဖြစ်ပြီးရလက်ကတော့အိမ်နီးနားချင်းကလာပြောတာ The neighbors complained ဖြစ်ပါတယ်ဒီလိုခွဲကြည့်လိုက်ကအပြုတ်အမူတစ်ခုကနေနောက်ဆက်တွဲအကျိုးဆက်ကိုဘလို့ဖြစ်ပေါ်စီလဲဆိုတာရှင်းရှင်းလင်းလင်းပြပါတယ်ကဲအခုတစ်ခါတော့အားကြစရာဇလန်းရဲ့တစ်ခုကြည့်အောင်စာကြိုးစားတဲ့ကျောင်းသူလေးတယောက်အကြောင်းပါ She studied so hard that she got the first prize သူမပါစာကိုရန်ကြိုးစားလွန်းလို့ပထမဆုရခဲ့တယ်ဒီနေရာမှာတော့ hot ဆိုတဲ့ adverb ကသူမရဲ့ကြိုးစားအားထုတ်မှုကိုမီးမုံထိုးပြနေတာပါဒီဥမာလေးကိုခွဲချမ်းကြည့်လိုက်တဲ့အခါအကြောင်းရင်းက she studied so hard ဖြစ်ပြီးအဲ့ဒီတော့ရလာတဲ့အကျိုးရလဒ်ကတော့ she got the first prize ပဲဖြစ်ပါတယ်ဒါကတော့ adverb နဲ့သုံးတဲ့ပုံစံပဲဖြစ်ပါတယ်ကဲအခုအခြေခံတွေကိုသိသွားပြီဆိုတော့ဒီ patterns ကိုပို့ပြီးသဘောဝကျကျပို့ပြီးတိတိကျကျအသုံးနိုင်မှုအတွက်တီးထားတဲ့အရေးကြီးတဲ့မှတ်ချက်လေးတွေကိုဆက်လေ့လာကြရအောင်ဒါကတော့အရင်အရေးကြီးတဲ့ချက်ပဲစကားပြောတဲ့အခါအထူးသဖြင့်ပေါ့ပေါ့ပါပါပြောတဲ့အခါတွေမှာ that ကိုဖြုတ်ပြီးပြောလို့ရှိတယ်ဥပမာ It was so cold that I had to wear 2 coats လို့ပြောမယ့်အစား It was so cold I had to wear 2 coats လို့ပြောလိုက်အောင်ပါပဲအများကြီးပို့ပြီးသဘောကျပါတယ်
နောက်ထပ်လူတော်တော်များများမားတတ်တဲ့အချက်တစ်ခုကတော့ so နဲ့ ဆက်ချက်ကွာခြားချက်ပါဒါကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်လွယ်ပါတယ် so နောက်မှာ adjective ဒါမှမဟုတ် adverb တစ်ခုတည်းပဲလိုက်ပါတယ်ဥပမာ it was so cold လို့မျိုးပေါ့ such နောက်မှာတော့ adjective ရော noun ရောပါတယ်စကားစုလိုက်ရပါတယ်ဥပမာ it was such a cold day ဆိုတာမျိုးပါနောက်ဥပမာတစ်ခုကိုသိချကြည့်အောင် adjective တစ်ခုတည်းဆိုရင် she is so beautiful လို့ပြောပြီး adjective နဲ့ noun ဖြစ်တဲ့ girl ကိုတွဲသုံးမယ်ဆိုရင်တော့ she is such a beautiful girl ဆိုပြီးကြွားချသွားတာတတိပြရပါမယ် ဟုတ်ပါပြီဒီနေ့လေးလာခဲ့တာရဲ့အကုန်လုံးကိုအနှစ်ချုပ်အလေးနဲ့တစ်ချက်ပြန်ကြည့်လိုက်ကြရအောင် ဒီနေ့အတွက်အဓိကမသားသွားရမယ့်အချက်တွေကတော့ so that ဆိုတာအကြောင်းရင်းနဲ့တိုက်ရိုက်ကြိုးဆက်ကိုချိတ်ဆက်ပေးတယ်ပုံတင်နည်းကတော့ so plus adjective/adverb plus that plus result ဖြစ်ပါတယ်ပေါ်စကားပြောတဲ့အခါမှာ that ကိုခြံထားလို့ရတတ်ပါတယ်နောက်ဆုံးချက်က so က adjective/adverb တွေအတွက်ဖြစ်ပြီး such ကတော့ adjective နဲ့ noun တွဲပါတယ်စကားစုတွေအတွက်ဖြစ်တယ်ဆိုတာပါပဲ ဒီရှင်းလင်းတင်ပြမှုလေးကိုမပြီးဆုံးခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါရဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကအဖြစ်ပြက်လေးတစ်ခုခုကိုပြန်စဉ်းစားကြည့်ပါလားအရန်လွန်းလို့ဖြစ်သွားတဲ့ဆိုတဲ့ so that ပုံစံနဲ့ကန့်ညီတဲ့ဖြစ်ပျက်တွေကြုံဘူးမှာပါဥပမာတစ်ခုတော့စဉ်းစားကြည့်လိုက်ပါဒီနေ့လေ့လာခဲ့တာတွေကိုကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ချိတ်ဆက်လိုက်ရင်ပို့ပြီးတော့မှမှတ်မိလွယ်တော့ပါလိမ့်မယ်နောက်ထပ်ရှင်းလင်းတင်ပြမှုတွေမှာပြန်လည်ဆုံတွေ့ကြမယ်